ဒီခေတ်ကြီးရဲ့မှာလေအရှော့တရွေးနဲ့ဘာပစ္စည်းကိုဝယ်လို့ရမှာလဲကဲအဲ့လိုထင်လောကမှားသွားလိုက်မယ်နော်တီတာရွှေဆိုင်မှာအရှော့တရွေးနဲ့ဟောဒီလိုလက်စွပ်ဒီဇိုင်းလေးတွေကိုအားပေးဝတ်ဆင်လို့ရနေပါပြီရှင်ဒီလက်စွပ်လေးတွေကိုတော့လေဝိကရွှေစုငွေစုလက်စွပ်လေးတွေလို့အမည်ပေးထားပါရဲ့ရှင်။ဘာဖြစ်လို့လဲဆိုလို့ရှင်လေအရှော့တရွေးဆိုတာကတော့လေအရှမ်းကိုမှတက်တာပါရဲ့ရှင်။ဒီမှာဆိုလို့ရှင်လေဝိလက်ထဲမှာကင်ထားတာကလေဗရင်ကနေအခုမှအသက်ဆက်ရောက်ထားတာပဲဖြစ်ပါရဲ့ရှင်။အဲ့တော့လေဒီဒီဇိုင်းလေးတွေကအရှမ်းကိုမှအကုန်ညံပါရဲ့ရှင်။အဲ့တော့ကိုကရွှေကိုစုချင်တာလားဒါမှမဟုတ်လို့ရှင်ဝစ်ချင်တာလားအဲ့တော့ဒီလိုရွှေစုငွေစုလက်စွပ်လေးတွေကအရှမ်းကိုမှအဆင်ပြေပါရဲ့ရှင်။ကြိုက်တယ်ဆိုလို့ရှင်လေဒီလက်စွပ်လေးတွေကရွှေချိန်ကြီးတမက်သားနေစတင်ပြီးတော့ဝစ်စင်လို့ရမှာပဲဖြစ်ပါရဲ့ရှင်အဲ့တော့အကုန်မြန်နဲ့အရှော့တရွေးနဲ့ရမယ့်လက်စွပ်ဒီဇိုင်းလေးတွေကိုကြိုက်တယ်ဆိုရင်ရန်ကုန်မြို့မှာရှိတဲ့တီတာရွှေဆိုင်ဆိုင်ခွဲ၄ဆိုင်စလုံးမှာရောအွန်လိုင်းကနေတစ်ဆင့်မှာဝယ်ယူအားပေးဝစ်စင်လို့ရနေပါပြီရှင်